တိန်လေကုန်ကြီးရောသာသနာဝေပုံလာစိန်ဘုရားကျောင်းတိုင်ကြီးဦးစီးပရဏနာကဆရာတော်ဘုရားကြီးပတ္ထနာဒေဝိနယတတ်တော်63ဝိဇာတာအခါသမယနဲ့ဆရာတော်ဘုရားကြီးတပည့်ဖြစ်သောအရှင်ညာဏကသာသနာဓမ္မစတိယအလုံးဝင်းကျောင်းဆရာတော်စာချနာကမှာဒီကုန်းပူဇော်အပ်သောဆရာတော်ဘုရားကြီးထေရုပတိအရှင်ယရုပိုက်ဆောင်ကိုဒီတိုင်ရှင်ကျွန်တော်မောင်မင်းစာနာပြီးမှပူဇော်ဝတ်ပြုပါခင်ဗျာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိပါခင်ဗျာစိတ်ညာမေတော်ဒီအေးကြီးတို့မှာမိဘမြတ်တာမိဘမြတ်တာဒီဝါတော်ဖြင့်တပူစင်တတဝါရတော်Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ